ကျွန်တော်တို့ဒီ Java ကိုတွင်မှာပေါ့နော် Java JDK ဒီဥစ္စာကိုတွင်မယ် run MVC JDK 90 Windows 64 ပဲပေါ့နော်အဲ့ဒီအောင်တွင်မယ်တွင်ပြီ next တော့နေပြီနော်အဲ့လိုသူ့ဟာကိုတွားပြီးဆိုတော့ ਨੇ ကျွန်တော် software တွင်းနေဆိုရင်အဲ့လိုမျိုးပဲလीနော်ဒီလို right click run administrator တို့တွင်းပြီးသွားပြီဆိုလို့ရှိရင် C တဲ့က program file ထဲမှာ Java ရှိတယ် JDK 19တဲ့က bin ဒီ bin တဲ့နော်တို့စီယူလိုက်ဒီ bin ကိုကျွန်တော်တို့ဘာသွားလုပ်ရလဲဆိုလို့ရှိရင်ဥပမာဆိုရင်ဥပမာတစ်ခုဆိုရင် cmd jv java ဆိုရင်ခေါ်လိုက်တယ်နော် Java ဆိုလို့ရင် Java ရှိတယ်ဆိုတော့တည်သွားပြီပေါ့နော် Java ရှိတာကိုတည်နေပြီဒါပေမဲ့ Java code တွေကို run လို့မရသေးဘူး run လို့ရဖို့အတွက်ဘာလုပ်မလဲဆိုလို့ရှိရင် Windows နဲ့ Override key ကိုတွဲနှိပ်တယ်တွဲနှိပ်ပြီးရင် Advanced System Setting ကိုထောက်ဝင်ပေါ့နော်အဲ့ setting ထဲမှာကျွန်တော်တို့က variable ဆိုရရှိတယ်environment variable ဆိုရရှိအဲ့ဒီမှာကျွန်တော်နှစ်ခုထည့်မယ်ပေါ့နော်ဒီ patch လမ်းကြောင်းမှာပေါ်မှာခံပြီးတော့နေဦးမှာခုန control V ပေါ့နော်ဒီမှာလေဒီရဲ့ Java bin ဒီကောင် control C ယူခဲ့ control C ယူပြီးရင်တို့control V ချတယ် okay ပေးတယ်အားတခုဒီမှာကလည်းကျွန်တော်တို့ ပတ်မှာပဲအဲ့ဒီအောက်ဆုံးမှာဝေချတယ် okay ပေးတယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီ Java ရဲ့ဟောပါနော် Java code တွေကိုဒီ command line CRD မှာဒီမှာလဲ Java ကိုကျွန်တော်တို့သုံးလို့ရပါတယ်ပေါ့နော် JVA Java C command လာပြီးရင် main.access class main.java ပေါ့နော် JV Java လို့ခေါ်ပြီးရင် Java main ဆိုပြီးတော့ခေါ်လိုက်ကျွန်တော် Java code တွေ run လို့ရသွားပြီပေါ့ခုနေတာတော့ကျွန်တော်ဘာမှလုပ်မထားဘူးဆိုတော့ Java data via assignment version Java version ဟုတ်ပြီ Java version ပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီဘောနော်ကျွန်တော်ဒီမှာဒီထဲမှာကျွန်တော်တို့တွင်မဲ့ Apache Navin system ကိုတွင်မယ်နော် run administrator ဆိုပြီးတော့ကျွန်တော်ဆက်ပြီးတော့တွင်လိုက်တွင်နေတော့ကျွန်တော်ခဏရက်ထားလိုက်မယ်နော်next ပေါ့နော် next install အဲ့ဒါ install လုပ်နေပေါ့အဲ့လို install လုပ်နေတဲ့အချိန်မှာကျွန်တော်က notepad လေးတစ်ခုယူလိုက်မယ်နော် notepad Java program တစ်ခုလောက် run လိုက်မယ်နော်ဒီမှာဆိုရင် JV Java simple တော့မရတော့ပုံသွားပြီဆိုတော့ဒီကောင်ပြီးသွားပြီဟုတ်ပြီ okay အဲ့တော့ကျွန်တော်နဘင်းကိုဖွင့်အဲ့တော့အဲ့ဒီဟိုဒီ Java လည်းတွင်ပြီးသွားပြီနဘင်းလည်းတွင်ပြီးသွားပြီဆိုကျွန်တော်ဇန်တစ်ခုကြံနေဇန်ရှိသလားတောင်းပြီးသားပေါ့နော်ကျွန်တော်ချက်ရှာကြည့်မယ်ဇန်အဲ့ဒါကျွန်တော်ဇန်တောင်းနေအောင်နောက်တစ်ခုနဲ့ပြန်ပြမယ်နော်ကျွန်တော် recording ရှေ့သွားမှာဆိုလို့
အဲဒီကောင်ကိုကျွန်တော်ဒါပွင့်လိုက်ပေါ့ပွင့်လာတဲ့အချိန်မှာကျွန်တော် new project ယူလိုက်မယ်ဒီလိုမှာ Java with AND တွေက Java with AND ရဲ့ Java application ကိုပဲယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ Java ရင်သွင်းနေပြီးရင် ID သွင်းနေသွင်းပြီးရင် database ချိန်ဖို့အတွက်တန်တစ်ခုကို download ချပြီးတော့မှအသွင်းမယ် Java application 1နာမည်မပေးတော့ဘူးเนาะဒီမှာသူဆက်ပြီးတော့သွင်းသွားလိမ့်မယ်အဲဆိုရင်အခု Java application 1ဆိုပြီးတော့ရပြီဒီမှာ system and auto print ပေါ့เนาะ hello world sys ရိုက်ပြီး windows space control space and system.auto print နာမည်အဲဆိုရင် zoom in 3ဟုတ်ပြီအဲ zoom in 3ကိုကျွန်တော်တို့ run လိုက်တယ်အဲ့တော့နော် zoom in 3ထွက်လာအဲ့ zoom in 3ထွက်လာတာဒါကျွန်တော်တို့ ID နဲ့မလို့ထွက်လာလေနော်ဒါဆိုဒီမှာဒီ click တစ်ခုရှိတယ် control C ယူလိုက်ဒါကျွန်တော်ပြောတယ် notepad တစ်ခုယူမယ်လို့ပြောရနော်အဲကျွန်တော်တို့ notepad ထဲမှာ controlသူရဲ့ class name က Java application 1အဲ့တော့ save မယ်နော် save မယ် desktop မှာပဲ save မယ် Adobe application .jv java ဆိုတဲ့ file နဲ့တင်နေရလာပြီအဲ့တော့ကျွန်တော်တို့ခုနက cnd ခေါ်ရတယ်ခုန cnd ခေါ်ပြီနော်Windows က cnd ခေါ်လိုက်တယ်အဲ့တော့ jv java c java compiler jav java app nicadm application 1 application 1.jv java အတားခောက်တယ် error ဖြစ်တယ် file not found အဲဆိုတော့သူရဲ့ edit name က java application 1.java application isa ရဲ့ desktop မှာမရှိဘူးလေဒီကထပ်ခေါ် desk ကိုသွား desktop တွေကိုဝင် isa desk cd နဲ့ဝင်ရမှာနော် sorry cd desk desktop တွေရောက်သွားပြီ jv java c jv java app nicadm application 1.jv java ဆိုပြီးခေါ်လိုက်တယ်ဟုတ်ပြီအဲ့တော့မှ jv java app nicadm application 1.jv java ဆိုပြီးတော့ထွက်လာတယ်ဒီလိုမျိုး command line မှာသူ့ထွက်ဖို့အတွက်ကျွန်တော်တို့ခုန Java ကိုအရင်သွင်းတယ်သင်ပြီးလို့ရှိရင်သူပတ်လန်းကြောင်းလေးထဲမှာကျွန်တော်တို့တမို့ပတ်လန်းကြောင်းလေးထဲမှာပေါ့နော်အဲ့လိုပြဒီကောင် ID နဲ့ဆိုတော့သူ့ဥစ္စာကို run လိုက်တာနဲ့ဒီအောက်မှာ command line နဲ့ပြပေးသွားတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော် Java ကိုရေးစဖို့အတွက်ဇန်တွင်းတဲ့ဥစ္စာပဲကြံမယ်နော်အဲ့တော့ကျွန်တော်တို့ဇန်ကိုတောင်းမယ်ပေါ့နော်ဇန်ကိုတောင်းမယ်ဆိုတော့ကျွန်တော်ဒီမှာဇန် download ဆိုပြီးတော့ရိုက်လိုက်တယ်ပေါ့ရောက်ပြီလို့ရှိရင်ကျွန်တော်ဒီမှာဇန် download ဆိုပြီးတော့ဒီ link နဲ့ဝင်ပြီးတော့ပေါ့နော်တောင်းမယ်ပေါ့နော်အဲ့လိုတောင်းလို့ရှိရင်ကျွန်တော်ကတောင်းပြီးသားဖြစ်တဲ့အတွက်ရသားပြီပေါ့နော်ဒီမှာရတယ်ရသားတဲ့ဟာကိုကျွန်တော်တို့တွင်းတော့မယ်ပေါ့နော်အဲ့ဒါကိုတွင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့ပါတယ်လို့လဲပြတ်သွားမယ်နော်ကောင်း brand နေပြီဒီတောင်းဆိုတဲ့ဟာပေါ့ပထမဦးဆုံးတော့တမျိုးလေး UAC asset ဘာညာပေါ့နော်သူကပြောလိမ့်မယ်တရား okay ပဲပေးလိုက်အပြင် niche ဆက်သွားမယ်အဲ့ဒါ MySQL ယူမယ် file st file transfer protocol ယူမယ်ပေါ့နော်အဲဒီဘာမှမလုပ်ဘူးသူက niche ပဲဆက်သွားမယ် C တွေကဇန်ထဲကိုထည့်မယ်တဲ့နော်အဲ C ရဲ့ဇန်ထဲကိုထည့်မယ် language အင်္ဂလိပ်ပြီးရင် niche ဆိုရင် install
သွင်းသွားပေးလိမ့်မယ် install အောင်သွားပြီဆိုတော့လည်းကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ C ထဲကဒီမှာဇန်ရောက်နေပြီနော်သွားနေပြီနော်ဒီသွားနေတဲ့ဟာလေးကိုတစ်ချက်လေးစောင့်ကြည့်ပေးပေါ့ကျွန်တော်တို့ဒီကောင်လုံးပြီးသွားပြီပေါ့နော် finish ပြီးသွားပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့အရင်ဆုံးဒီတန်ဆိုတဲ့ demo လေးတက်လာမယ်အဲ့ဒီချိန်မှာဘာလို့ရလဲဆိုလို့ရှိရင်ကျွန်တော် Apache ကိုအရင်ဆုံးဖွင့်လိုက်မယ် Apache ဖွင့်တယ်မတက်ဘူးဒီမှာအနီအောင်တွေပဲဖြစ်နေရနော်အဲ့လိုကျွန်တော်တို့ MySQL ဆက်ဖွင့်မယ် MySQL တော့ allow access ရတယ်ပေါ့နော်အဲ့လိုမျိုးရတယ်ဆိုလို့ရှိရင် Apache ကမရဘူးဖြစ်တဲ့အတွက် Windows R ဒီကနေ cmd ခေါ်လိုက် netnest.htp ဆိုပြီးတော့yes ပေါ့နော်ကျွန်တော်တစ်ချက်ပေးမယ် yes access deny ဖြစ်တယ်ပေါ့ access deny ဆိုတော့ကျွန်တော်တို့ဒီ cmd ကိုဟိုနဲ့ခေါ်မှရမယ် cmd ကို run administrator နဲ့ပေါ့ဒီအောင်နေပြန်ပိတ်နော်အဲ့တော့ cmd ကို run at administrator နဲ့ဖွင့်မယ် netnest.htp http hypertext transfer protocol နော်အဲ့ဒါကိုကျွန်တော်တို့ yes ဆိုပြီးတော့ပါလိုက် yes ဆိုရင် the boss www တွေအကုန်လုံး stopping လုပ်လိုက်ပြီဒါပေမဲ့ print ပို့လာပါနော်ခုရှိတာကကျွန်တော်တို့ဒီ printer တွေပါတယ် join ထားတယ်ဆိုလို့ရှိရင် printer တွေပါအကုန်လုံးဒါထုတ်လို့မရတော့ဖြစ်သွားတယ်เนาะအဲ့ချိန်ကိုကျွန်တော် print ပို့လာပြန်ဖွင့်ပေးရမယ်ပေါ့နော်အဲ့ဒါချွင်းချက်လေးပေါ့အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ Apache မဖွင့်တာဖြစ်တော့ Apache ကိုပြန်ဖွင့်မယ်အဲ့ဆိုရင်ကျွန်တော်တို့ Apache လည်းပွင့်သွားပြီဒီ MySQL 3306လည်းပွင့်သွားပြီဒီနှစ်ခုပွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ URL bar မှာ local host ဆိုပြီးတော့လည်းခေါ်လို့ရှိရင်ဒီလိုမျိုးဇာန် Apache ဆိုပြီးတော့ကြားလာတယ်လို့ 127.0.1.0.1 ဆိုပြီးတော့ခေါ်လို့ရပါတော့ 127.0.0.1 ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ dashboard ကြီးကြာလာမှာဖြစ်တယ်အဲ့လိုမျိုး dashboard ကြာလာပြီဆိုလို့ရှိရင်ဒီ php myadmin ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြန်နှိပ်လိုက်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီ database ပေါ့နော် database ကိုပွင့်သွားပြီဖြစ်တယ်ပေါ့နော်အဓိကအားနည်းချက်ကဘာဖြစ်လဲဆိုလို့ရှိရင်ဇန်သွင်းတဲ့ချိန်မှာဒီ Apache တို့ MySQL တို့မပွင့်တတ်တဲ့ပြဿနာဖြစ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cmd ကိုခေါ်ပြီးတော့မှဒီ administrator အကောင့်တွေပေါ့နော်ကျွန်တော်တို့ install.htp ဆိုတဲ့ဒီ command လေးကိုရိုက်ပေးလိုက်လို့ရှိရင်တော့ပြန်ပွင့်တယ်ပေါ့နော်အဲဆိုကျွန်တော်တို့ဒီနောက်ကဒီ server ပေါ့နော်ဒီကိုကြိုက်တဲ့ programming language နဲ့ရေးပြီးတော့မှတော့ဆိုရင်ကျွန်တော်တို့ database တွေချိတ်ဆက်ပြီးတော့ data တွေထဲမှာထွေလို့ရှိရင် GUI အနေနဲ့မြင်ရတဲ့အရာမျိုးပေါ့နော်အဲကျွန်တော်အဲ့ဒါလေးကိုပြချင်တာဖြစ်ပါတယ်အဲဆိုကျွန်တော်ဒီကောင်ကိုဒီမှာပဲရက်လိုက်ပါမယ်